အဲ့လိုသုံးခုကိုဒီမှာဒီလိုစီထားတာဒီသုံးခုကမော်တာကိုသွားမယ်ကောင် UVW သွားမှာဒီမှာဒီသုံးခုကိုUVW မော်တာကိုသွားမှာအဲ့တော့ဒီတက်တူရဟိစိန်အဲ့ဒီဟိစိန်မှာတွန်းနေဒီမှာလည်းဟိစိန်တော့ကပ်ပြီးတော့ဒီမှာအဲဘိုးတွေနဲ့ချုပ်ထားပြီးတော့မှအဲ့ဒီဘောင်တွေဖုံးနဲ့ဖုံးထားတာဒီနေရာကဒါအပေါင်းနဲ့တော့ဝင်တဲ့နေရာပေါ့နော်ဒါဆိုဒါကျွန်တော်ဒါလေးကိုဒီမှာဒီလိုဒီမိုးလေးမှာကြည့်ဒီမှာလှန်ထားတာတွေ့လားမကြည့်ဒီမှာကျင်းနဲ့လောင်းထားတယ်ဒါတော့ကျွန်တော်အိမ်မှာတော့ဖြုတ်ထုတ်တယ်ဖြုတ်ထုတ်ပြီးပါပြီနော်ဒါလေးကကျင်းနဲ့လောင်းထားတာဟုတ်ပြီနော်ကောင်းပြီဒါဆိုဒီသဘောတရားရှင်းတယ်နော်သုံးခုတွားတယ်နော်မော်တာကိုတွားတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီယာကြီးရဲ့ဆက်ကပ်ကိုနည်းနည်းရှင်းပြမယ်နော်ဟောလေအခုပြောင်းချင်းကြံသေးတယ်နော်တမကြီးဒီကောင်လေးတွေကဒီကောင်သုံးခုကဒီလိုတန်းစီနေတယ်မလားအဲ့ဒီပုံကဒီဆက်ကပ်ပြအုပ်ထားတယ်ဒီဆက်ကပ်ပြအဲ့ဒါမကြီးဒီမှာလေဒီမှာပင်လေးဒီဇိုင်းကိုကြည့်လိုက်ဒီဇိုင်းလေးတူတယ်မလားဟုတ်ပြီဒီမှာနှစ်ချောင်းဒီမှာသုံးချောင်းချင်းနှစ်ချောင်းသုံးချောင်းတွေ့လားအဲ့မှာအဲ့အပေါက်လေးတွေမှာစွတ်ပြီးတော့ဒီကောင်ကအပေါ်ကနေပြီးတော့အဲ့သုံးခုရဲ့အပေါ်မှာဒီပြားဒီလိုနေတာဟုတ်နော်အဲ့လိုနေပြီးတော့ခဲစော်လာတာဒီမှာကားနဲ့ဆန်ဆာဆိုတာကဒီမှာဒီကောင်ဒီကားနဲ့ဆန်ဆာကသူကဒီမှာအပေါက်သုံးပေါက်ပါတယ်ဒါပြီးတော့မှအသေးစိတ်ပြောဒီလိုခဲစော်ထားတယ်စော်ပြီးတော့ဒီကောင်လေးကိုဒီလိုစွတ်ထားတာပေါ့ဟုတ်တယ်နော်ဒါကားနဲ့ဆန်ဆာသူ့ရဲ့ပုံစံဟောဖတ်ပုံစံမျိုးမှာကြီးဒီဇိုင်းလေးကိုကြည့်လိုက်အာယုံခံတဲ့ပုံစံကြီးဒါဒီတဲ့ဟိုကောင်ဝင်တယ်ကားနဲ့စီးတယ်ဒီမှာအာယုံကုတ်တွေ့လားဒီကြားထဲမှာဆန်ဆာအာယုံခံမဲ့ကောင်လေးအထဲလေးတွေမှာအသေးလေးပြောင်းကြည့်လိုက်ထဲမှာအာယုံခံမဲ့ကောင်လေးတွေ့လားဟိုကောင်ကဘေးကအာယုံကိုလေးဆရာတို့မှာကြီးဒီကောင်လေးကဆရာဘေးကဒီကောင်အာယုံကိုနော်လဲမှာအာယုံခံမဲ့ကောင်လေးတွေ့လားဟုတ်ပြီနော်ဟုတ်ပြီဒါအကြမ်းမြင်လေးပေါ့ဟုတ်ပြီဒါသိပြီဆိုရင်ကျွန်တော်ဒီဘိုင်းမှာပါတဲ့အပိုင်းလေးတွေကျွန်တော်နည်းစပြောတော့မယ်နော်ကြည့်အောင်ဟုတ်ပြီနော်ကဲကြည့်အောင်ကျွန်တော်အဲ့တော့ဒီစက်ကပ်မှာသူကဒီ gate control စက်ကပ်လေးကိုကျွန်တော်အရင်ပြောမယ်နော် gate control စက်ကပ်လေးကျွန်တော်အရင်ပြောပြမယ်ကြည့်အောင်ဒါလေးကြည့်အောင်မကြည့်ဒီကောင်လေးကဒီစက်ကပ်လေးကိုဆွဲထားတယ်ဒီ gate စက်ကပ်လေးနော်ဒီတစ်ခုလုံးကတော့အားလုံးဒီမှာ6ရတာလို့ဆွဲတယ်ဒီဟာလေးကိုအကြောင်းပြောပြတယ်မကြည့်ဒီမှာကြည့်အောင်ဒီမှာဒီ ID တွေ့လားဒီတဲရောက်ခံတော့ဒီမှာဟုတ်ပြီနော်ဒီမှာ transistor နှလုံးတွေ့လားဒီမှာ transistor နှလုံးဒီမှာ auto ISO နေတာလေမတွေ့လား၃လုံးတွေ့လားဟုတ်ပြီနော်ဒါကဒီကောင်ကြီးကို gate ဖွင့်မယ် gate control circuit ဒီကောင်ကဟုတ်ပြီနော်အဲ့တော့ဒီကောင်တည်ရှိတဲ့ပုံစံကကျွန်တော်ကြည့်မယ်ဆိုရင်ဒီလိုလေးတည်ရှိတယ်မကြည့်ဒီပုံကိုကြည့်အောင်ဒီမှာစာမြင်ရတာ P နဲ့ N နဲ့ဟုတ်ဒီနဲ့ဒီနဲ့တွေ့တော့ဆရာတို့တွေ့လားP နဲ့အဲ့ positive နဲ့ negative လို့ခေါ်တယ်အဲ့တော့158ဘို့ကတခါလေးလာပြီးတော့158ဘို့ကဒီ positive negative ကိုလာပြီးတော့ဘိုးနဲ့နန်းနဲ့စုံလိုက်ဟုတ်ပြီနော်အဲ့ဒီထိတ်ကဘယ်ကိုသွားမလဲ IME motor ကိုသွားမယ်ဆိုတော့ UVW ဆိုတော့ဘယ်လိုရှိလဲ3လုံးရှိတယ်ဒီထဲမှာဒီလိုဒိုင်းကိုဘယ်နှလုံးပါလဲဆိုတော့ဒီတစ်ခုမှ2လုံးပါနောက်တစ်ခုမှ2လုံးနောက်တစ်ခုမှ2လုံးပါဒီလိုဒိုင်းကို2လုံးပါအခုအဲ့ဒိုင်းကိုတိုင်းကြည့်အောင်ကျွန်တော်နော်အဲ့ဒါကိုတိုင်းကြည့်အောင်ဒီအဲ့ဒါဆိုရင်ကျွန်တော်ဒီတိုင်းဝက်ပုံစံရဆိုရင်ဒီမှာဆိုတော့အပေါင်းဒီလိုလာလို့ရှိရင်ဒီပေါ်တိုင်းဝက်ထွက်သွားမယ်အနှုတ်လာရင်ရောက်ကနေထွက်သွားမယ်ဟုတ်ပြီဒါဆိုကျွန်တော်ဒီတိုင်းဝက်ကိုတိုင်းကြည့်မယ်နော်ဒီတိုင်းဝက်ကိုတိုင်းကြည့်မယ်ဒါဆိုဒီဘက်ကပါလဲကတ်တော့ဟိုဘက်ကပါလဲအနှုတ်မကြည့်ဒီလိုပေါ့ဒါကတ်တော့ဒါအနှုတ်ပြန်နော်အဲ့ဒီတော့ကျွန်တော်ပြောင်းမြန်တိုင်းကြည့်မယ်မကြီးဘယ်ဘက်ပို့ဆက်ရှင်ဒီကောင်အနက်ထောင်ပြီးဒီကောင်အနေထောင်ပြတယ်မပြောက်ဒါဆိုရင်ဒီဘောတိုင်းကိုတိုင်းမယ်ဆိုတော့ဒီဘက်ကဘာဖြစ်မလဲအန်နုဒီဘက်ကကတ်တော့မှကြီးဒါအန်နုကတ်တော့ဟုတ်တယ်နော်ဒါနဲ့ကိုယ်နေမှာလို့ဒီလိုတိုင်းတယ်ဟုတ်တယ်နော်အဲ့ဒီဥစ္စာကိုမှကြီးပြောင်းမြန်တိုင်းကြည့်မယ်ဒီလိုပြောင်းမြန်တိုင်းဘာပေါ့ဘာပေါ့ဟုတ်ပြီနော်ဒါတော့ဒီတိုင်းဝယ် position ကအဲ့တိုင်းကိုရှင်းနေရမှာအဲ့လို IVD တွေဖြစ်လာတော့ချင်းအဲ့တိုင်းကိုတိုင်းကြည့်ရတယ်နော်အဲ့တိုင်းကိုတစ်ခုဖြစ်သွားပြီဆိုရင်အဲ့ IVD တွေကပြီးသွားပြီနော်သူကဒီထဲမှာအဲ့တိုင်းရုပ်တွေရောကျန်တဲ့ circuit တွေရောအများကြီးထည့်ထားတယ်တစ်ခါတစ်ပေါင်းနဲ့အဲ့ဒါ IC ထဲမှာလုပ်တဲ့ပုံစံမျိုးလုပ်ထားတာဒီကောင်ကနော်ဒါသူ့ရဲ့ gate control circuit လေးနော်ဟုတ်ပြီလက်ရှိဆက်လိုက်အောင်
ဒီထဲမှာပါတဲ့စိတ်ပိုင်းတွေမှာကျွန်တော်တို့ကနော်ပါတဲ့စိတ်ပိုင်းတွေမှာဒီ switching မှု power supply ဆိုတာတစ်ခုပါတယ် CN3 ဆိုတာကဒီ socket ကိုပြောတာဒီမှာကြည့်အောင်ပင်1မှာ30 17 20တွေ့လားဒီဥစ္စာတွေမှာ1ကနေ30 17ကနေ20ဒီမှာကြည့်ဆရာတို့ပင်1ဟောလဲ30ဟုတ်တယ်နော်ဒီက17ပြန်စားလို့20မြင်တယ်နော်ဟုတ်ပြီအဲ့တော့ဒီထဲမှာအရင်ဆုံးပါတဲ့ supply ကဒီ switching မှု power supply ဖိုင်လို့ရင်ပြောမှာဒီမှာ9 volt တွေဘယ်နှလိုက်ရှိတယ်တစ်ခုနှစ်ခုသုံးခုလေးခုတို့ဘယ်ကနေလာလဲဆိုတော့ဒီကောင်းရဲ့ပင်နံပါတ်7နဲ့73က IGA ပေါ့တော့ဖွင့်လို့ရင်လာတဲ့အပေါင်းပေါင်းဝင်လာတဲ့အပေါင်းတွေ့လားအဲ့ဒီအပေါင်းရဲ့2နဲ့9နဲ့ logic ground 2နဲ့9နဲ့ ground 7နဲ့73ကအပေါင်း low volt တွေပိုင်းကတွဲဖို့ပိုင်းအဲ့ဒီကနေလာပြီးတော့ switching မှု power supply လို့လုံးမှာအဲ့ဒီ power supply ကိုကြည့်အောင်နော်တို့ဒီမှာကျွန်တော် power supply ပိုင်းရဲ့ကန်လိုင်းရဲ့စင်ဆာပိုင်းရဲ့3ပိုင်းကျွန်တော်ပြပြမယ်နော်ဒါပြင်တဲ့လူတွေပြင်လို့ကြတဲ့အနေထားပေါ့အခုနကဟိုတန်းဆက်လူတွေဆိုင်ရောပေါ့sorry ဒါ switching မှု power supply မှာကြည့်ကျွန်တော်ကြည့်အောင်ဒီမှာထွက်မှာဟုတ်နော်ဒီ FPD နှလုံးက dry လို့ပါဒီမှာတွေ့လားဒီမှာ capacitor 3လုံးဒီမှာ CN3 ကနေဘယ်လိုလာလဲမကြည့်တော့ CN3 အပေါင်းလိုင်းကြည့်အောင်စနစ်73နေတာပေါင်းကဒီမှာပယ်သွားကြတော့ဒီ resistor ကိုဖြတ်ပြီးတော့ capacitor ကြီးရောက်သွားတယ်ဒီနံပါတ်2 ground ကလည်းအဲ့တိုင်းပဲ6နဲ့2နဲ့ ground ကဒီလိုလာတယ်ဒီ resistor ကိုဖြတ်တယ်ကောင်းနေနှုတ်လန်းရောက်ဟုတ်တယ်နော်အဲ့ဒီ line ကိုဝင်သွားတော့ရင်ပြမယ်အဲ့ဒီဟိုမှာပေါင်းလိုက်အဲ့ဒီ17ဒါ17ဆိုရင်ဒီလဲဟာ17တော့ဒီကနော်တော့ capacitor ရှိရောက်တာဘယ်လိုရောက်လဲဆိုတော့ဒီကောင်လေးကနေရောက်တာဒီမှာတွေ့လားဒီကောင်လေးကဒါဟုတ်တယ်နော်ဒီမှာကြီးနံပါတ်2က ground မလားတစ်ပြီလား2မလား ground ကဒီမှာဟုတ်နော်ဒီကနေတွားတယ်ဒီကနေတွားတာအဲ့ဒီကောင်ကဒီထဲဝင်ပြီးတွားရင်တဲ့ဘာလုပ်လဲဆိုတော့ဒီမှာကြီးတကန့်ဒီခွဲသွားပြီဟုတ်ပြီနော်ဒိုင်ယိုတွေနဲ့တစုံစီဘိုးတွေခွဲထုတ်တာဒီကလည်းခွဲထုတ်တယ်ဒီကခွဲထုတ်တဲ့ line ကဒီကနေခွဲထုတ်တဲ့ line ကဒီမှာ IC 6000နဲ့ကနေ9 volt တစ် line နော် IC 6000နဲ့ဒီမှာ IC 6000နဲ့ဘယ်လိုလဲ9 volt တစ် line တော့ဒီလားပြထားတယ်ပြီးတော့မှကြီးဒီကနေပြန်လာတဲ့ line တွေရှိတယ်ဒီ2 line ရှိတယ်ပေါ့ DND ကထွက်လာတဲ့ line မှာဒိုင်ယိုနဲ့ rectifier လုပ်တယ်ဒီလိုတဲ့တဲ့လာတဲ့ line တစ် line ရယ်ဒီလိုလာတဲ့ line ဒီလိုလာတဲ့ line အကြောင်းကြည့်အောင်ဒီတဲ့လားဟိုချုံကနေတွားမယ်ဒီမှာ A1385 ဆိုတာ Q6 Q8 ဆိုတဲ့ကောင်ရှိတယ်အဲ့ဒီကောင်ကနေပြီးတော့ဒီမှာတွေ့တာဒီကောင် Q8 A1385 အဲ့ဒီကောင်ရဲ့က PMB ဆိုတော့ collector အပေါင်းထွက်တယ်မလားဒီ6000နဲ့6000တုံးရတယ်အပေါင်း2 line ထွက်တာကဒီ processor IC အတွက်ဒီမှာဟုတ်နော်ဒီကောင်ဒီကောင်ကြီးဒီကောင်ရဲ့ collector တမမှတ်လာမှကြီးဒီလိုလာပြီဒါ collector နော်6000နဲ့ဒီမှာပါလေ6003အဲ့နှစ်ခုကဘာတွေထွက်သွားလဲဆိုတော့9 volt line တွေထွက်တာဟုတ်တယ်နော်ဒီကလည်းတစ်ခုထွက်တယ်အဲ့ဒါဘယ်လိုသွားလဲဆိုတော့ processor IC ကိုတွားမယ်ဒီကောင်ကကျွန်တော်ကအဲ့9 volt line တွေအဲ့လိုတီးသားစီခွဲထားတာဘယ်ကနေပဲတွားတယ်ဆိုအဲ့ဆိုရင်ဒီရလေးကိုကျွန်တော်ပြမယ်ဒီ IC 23ရဲ့ဒီ A1385 ဒီကောင်ပြမယ်မကြီးဒီကောင်ကိုဒီ FPD နှလုံးမောင်းတဲ့ကောင်ကတော့ DIC IC6 နော်နည်းနည်းလေးတစ်ချက်ကြည့်လိုက်အဲ့ဒါလေး IC6 လေးကိုမကြီးဟုတ်တယ်ဒါ IC6 နော်မကြီးဒါလေးကမြင်ရလား IC6 တွေ့လားဟုတ်နော်ဒါကြီးနံပါတ်ကလေးကိုဖတ်ကြည့်ရတယ်ကွာ 7120FP ဆိုတာတွေ့လားဟုတ်ဆိုဒီမှာလေ 7120FP တွေ့လားဟုတ်ဒါကြီးဒါလေး IC6 လေး IC6 တွေ့လား7120FP ဆိုတာအဲ့ဒါဒီကောင်က DIC ကဒီမှာဒီကောင်လေးဒီ switching power supply အတွက်ဟုတ်ပြီနော်ဒီကောင်ကျတော့ IC 23ပါဒီမှာဒါကြီး IC 23တွေ့လားနော်ဒါကြီးပါ IC 23တော့တွေ့တယ်နော်ဟုတ်ဆရာမတော်ကြည့်ကြည့် IC 23တော့မြင်ရလားမြင်အောင်လား23အဲ့ဒီ IC ကဒီမှာကြည့်ဒါလေးကိုပြမယ်ဒီ Q8 ကိုပြမယ် A1385 ကိုပြမယ် Q8 ကိုပြမယ်နော်ဒါ IC 23နော်ဒီမှာ Q8 ကိုကြည့်ဒီမှာဒါ Q8 ဒီမှာကြည့်လိုက် Q8
Q8 တွေ့လား ဟုတ်ကဲ့ PMB transistor A138 ဟုတ်တယ်နော် Q8 တွေ့တာဒါမှမဟုတ် PMB လေးတွေ့လား Q8 PMB transistor ဟုတ်တယ်နော်အဲ့ဒီကောင်ကထွက်တဲ့ကောင်ကမှခုနကတော့ diode နံပါတ်2002နဲ့2003ဒီမှာဟုတ်တယ်လား6002နဲ့6003တွေ့လား ဟုတ် တွေ့ရနော်ဒီမှာလေ diode နှလုံး 6002နဲ့6003တွေ့လားအဲ့ဒီကနေဘယ်ထွက်သွားမလဲ processor IC တွေ့သွားမှာ IC 20ကို processor လို့ခေါ်တယ်ဒီကောင် IC 20ဒီစာအုပ်ကြည့် IC 20တွေ့လားဒီမှာဒါကတော့ဘူးတုတအနေနဲ့ပြတာပြီးရင်ကိုတကယ်လိုက်ပြီးတော့ပြင်လို့ရနိုင်မယ့်ပိုင်းလေးပြောပြမယ်နော်အဲ့ဒါဆိုဒါကတော့ processor ကိုကျွန်တော်အဲ့လိုခွဲထုတ်လိုက်တော့ဒါဆိုတော့6002ဆိုလို့ရှိရင်6002ကဒီမှာရှိတယ်ဒါ6002နော်အဲ့ဒါသူကဒီ IC တွေကိုကျွန်တော်ကဒီမှာဒါ6002တွေ့လားပြီး Q6331ဆိုဒီမှာဒီကောင်လေးပေါ့ဒါလေးက Q6331ဒီကောင်တကယ်တော့ဒီကပ်ပြောင်းကိုက power hour တစ်ခုလိုက်မယ်ဆိုအဲ့5ကို4လိုက်မယ်ဆိုရင်ကျွန်တော်ဟာကိုကားလို့ရတယ်ဟုတ်တယ်နော်ဘယ်ကနေဘယ်လိုလာတယ်ပြီးရင်ဘယ်ကောင်တွေကျဝင်ပြီးဘယ်ကောင်တွေဘယ် IC တွေသွားတယ်ဥမာဒီ6000တကက်ကောင်ကဒီ IC တွက်ပေါ့ဒီကကောင်ကဒီတွက်ပေါ့ဟုတ်တယ်နော်အဲ့ဒါမျိုးလိုက်လို့ရတယ်အဲ့တော့ပြီးတော့အဲ့ဒီဆွချင်းမှုပေါင်းစပလိုင်ပို့တွေကဘယ်သွားလဲဆိုတော့ဒီကောင်လေး3ကိုသွားတယ်ဒီမှာဒီကောင်လေးဒီဒီဇိုင်းကိုကြည့်ဟုတ်လားဟုတ်တယ်နော်ဒီမှာဒီကောင်လေးပေါ့ဟုတ်တယ်နော်အဲ့ဒီကောင်ကဘယ်လောက်တာလဲဆိုတော့ gate ကိုဖွင့်ဖို့ IGB တွေက gate ဖွင့်တဲ့ပို့တွေတော့အဲ့ပို့တွေဘယ်လောက်ရှိတယ်လဲ18ဘိုးလို့19ဘိုးလို့အဲ့လိုမျိုးဘိုး20ဝန်းကျင်အကုန်လုံးသွားမှာ20ဝန်းကျင်နဲ့အဲ့ဒါဒီကထွက်တဲ့ဘိုးတွေအဲ့ဒါဘိုး20ဝန်းကျင်အဲ့ဒါတွေကခုန gate control circuit တွေကိုတွားမှာပို့တော့သူကဒီ IGB တွေက impedance များတော့ gate တွေကိုဘိုးတွေအများကြီးပြေးလို့ရတယ်နော်ဒါဆိုဒါ switching မှု power supply ကိုနားလဲပါရင်နော်ဟိုနောက်တစ်ခါဒီကန်အကြောင်းလေးပြောပြအဲ့ဒီကန်အကြောင်းလေးနော်ဟာကြည့်ဒီမှာတော့ IME ကန်လို့ခေါ်တယ်ဒါအဲ့ inverter တို့ DC DC converter တို့ဘာလို့လဲစိုင်းတာဒါကျိုးကန်လို့ကန်ဟိုက်ဒါ power train နဲ့ဆိုင်တာအဲ့တော့10 20တစ်ကဲ17ကဲနော်ဟာကြည့်အဲ့ဒါလည်းတကယ်လုံးတဲ့ခါမှာဘယ်လိုထောက်ကူပေးလဲဆိုပြောပြမယ်နော်ကြည့်အောင်ကြည့်အောင်ဟာကြည့်ဒီမှာဒါခုနက CN3 နော်10နဲ့20နဲ့ IME ကန်တွေ့လားဒီ NF2 ထဲဝင်သွားတာပြီးရင် interface IC IC3 ပြီးရင် IC 26ထဲဝင်တယ်ကိုကဒီမှာသိထားပြီဒီ IME ကန်ဘယ်ဝင်လဲဒီကနေလာဒီလိုလာတယ်မကြီး IC 26ဟုတ်ပြီမကြီးအဲ့ဒီဝင်လာတဲ့ကန်ပြောပြမယ် NF2 ကဒီကောင်ဒီတော့နော် interface IC ကဒီကောင်ဒီမှာ M2 ကျော်ဒီမှာတွေ့လားစာတွေ့လားတိလေးတွေစာလေးတာနော်တွေ့လား NF2 စာလေးမှာတွေ့လားအဲ့ဒီကနေတစ်ဆင့်ပဲလားဒီလိုလားပြီး IC 26ကဒီမှာIC 26 IC 26တွေ့လားဟုတ်ကဲ့ စာလေးတယ်သူကကျွန်တော်ကဒီတိုင်းရေးပေးထားတော့ငါတို့လိုက်ချင်တယ်ဆိုအဲ့တိုင်းလိုက်သွားလို့ရတယ်ဟုတ်ပြီနော်ရိုးရိုး power train ကန်တော့ဒီကနေဝင်လာပြီးတော့ဖယ်သွားတယ်ဆိုတော့ဒီကနေဝင်လာ power train ကန်ဒီမှာ NF1 ကိုဝင်တယ်ဒီတုံးကိုဝင်တယ်ပြီးလို့ရှိရင်သူ interface IC 2ကိုဝင်တယ်ပြီးရင်သူပယ်သွားတယ် processor ကိုသွားတယ်ဒီမှာကြီး IC 20ရပါလဲအဲ့ဒါ processor IC ဒီကောင်ပေါ့ဒါဆိုကန်လိုင်းနဲ့ပတ်သက်တယ်ဆိုရင်ဒီလိုကြည့်ရမှာပေါ့နော်ဒီကနေပယ်သွားတယ်ဆိုရင်ဒီလိုသွားပြီးတော့ဒီ IC တွေလည်းဝင်သွားဆိုတော့ကိုဒါကိုကားလို့ရတယ်တော့ပြတ်တတ်တယ်ကန်လိုင်းနဲ့ပတ်သက်လို့ချင်းပြတ်ရင်ကိုလိုက်မယ်ဆိုရင်အဲ့ဒါကိုယ့်ဘက်ကိုလိုက်မယ်ဆိုဒါတွေကဒီစာရွက်6ရွက်ကိုဆွဲပြီးမှဒီ block တိုင်းတာထုတ်လို့ရတယ်နော်ဒါကိုအရင်ပြီးအောင်ဆွဲရတယ်ဆွဲပြီးမှအဲ့ဒါကိုချုပ်လိုက်တာအဲ့ဒါဟိုတော့နှစ်ခုပြီးသွားနော်ဆွချင်းမှုရဲ့ကန်လိုင်းဟုတ်ပြီဒီ motor နဲ့ပတ်သက်တဲ့ဘိုင်းလေးပြောပြမယ်မကြီးခုနကတော့ပြောတဲ့ phase motor current sensor ဆိုတာဒီကောင်လေးလေဒီမှာတက်ထားတဲ့ကောင်ဟုတ်တယ်နော်ဒီကောင်အဲ့သူကဘယ်လိုလဲဆိုတော့တဲ့ဒီမှာကြီးသူ့ကိုစုံမဲ့ကောင်ကဒီမှာကြီးဒီမှာကြည့်လိုက်ဒီမှာကြည့်ကြည့်ဟမ် VCC ရဲ့ ground ရဲ့အောက်ကဟုတ်တယ်လား VCC ရဲ့ ground ရဲ့အောက်ကရှိရနော်အဲ့ဒါဒီမှာကြီး VCC ရဲ့ ground ရဲ့အောက်ကဒါမို့3ခုဆိုတော့ဘယ်နှစုံလဲ3စုံအဲ့3စုံကထွက်တဲ့ signal ဘယ်ကိုသွားမလဲဆိုတော့ဒီ current sensor ရဲ့ signal မှာကြီးဒါ open IC တွေမလား2001 2002 2003 6000တင်ဒီမှာကြီးဒါကားနဲ့စင်တာ3ခုဘယ်သွားလဲ2001 2002 2003 6000တင်ဒါက D flip flop ဒါ open ဒါပါလေ D flip flop မြင်တာနဲ့သိတယ်နော်ဟုတ်နော်စဉ်းစားကြည့်သိတယ်ဘယ်လိုဝင်လဲဘယ်လိုထွက်တယ်ဟုတ်တယ်နော်ဒါ open အဲ့ဒီကနေတစ်ဆင့်တွားပြီးတော့မှတော့ဘယ်ဝင်သွားလဲ processor ထဲဝင်ဒါတွေကဒီမှာကြီးဒီလိုကြည့်လိုက်ဒီမှာ2003တွေ့လား2001 2002တွေ့လားမြင်ရနော်ဒီမှာကြီး6000တက်တွေ့လား
DIC ရတွေ့လားနော်အဲ့တော့ဒီဟာတွေလည်းအဲ့လိုအပိုင်းကိုလေ့လာခြင်းတယ်ဆိုလို့ရှိရင်လည်းပြင်ကျင်တယ်ဆိုရင်ကိုကဒီ block တန်တွေကိုကြည့်လိုက်ရင်တော့ဘယ်ကနေဝင်ဘယ်ထွက်တယ်ဘာလုပ်တယ်ဆိုတာသိသွားပြီနောက်တစ်ခုကတော့ဒီ motor ရဲ့ position rotor position sensor ဒီကောင်သွားတယ်လည်းဘယ်လိုသွားလဲဒီမှာကြည့်လိုက်ဒီမှာ S1 2 3 4တွေ့လားဟုတ်တယ်နော်အဲ့လေးလိုင်းကနေဝင်ချသွားဘယ်ထဲဝင်သွားလဲဆိုတော့အဲ့လေးလိုင်းဝင်တဲ့ကောင်က IC 1000နဲ့ထဲဝင်သွားပြီးတော့ပဲ processor သွားတယ်ပေါ့ဟုတ်နော်ကြောအဲ့ဒီပိုင်းလေးကတော့ဒီမှာပေါ့ပြောမယ်ဆိုရင်သူကဒီ S1 လေးတဲ့ဒီစိတ်နေလေးကြည့်ကြည့်အောင်ဒီမှာလေ CN3 မှာ S1 2 3 4ဒီလိုလာမယ်ဒီလိုသွားမယ်ဒီထဲလုံးဝင်မယ် processor လည်းသွားမယ်ဒါကဒီ coin ကိုမောင်းတဲ့ကောင်ဒီမှာ transistor လေးလုံးတွေ့လားဒီလေးလုံးဟုတ်တယ်နော်ဒီ coin ကိုမောင်းမယ်ကားနေပြီ motor ရဲ့ဒီ rotor ကဘယ်လိုပုံလဲလဲနေတာအဲ့လဲတဲ့ကောင်ကိုသူကပို့ပေးပြီးတော့အာရုံခံပြီးတော့သူ့ရဲ့ position ကိုကြည့်တာဒီကောင်ကသူ့ရဲ့ကားနဲ့ကိုကြည့်တယ်ဟုတ်ပြီနော်ကျန်တာကတော့ခုနကကျွန်တော်ပြောတဲ့ circuit ကတော့ IGBT gate circuit တွေနောက်တစ်ခုကတော့ဒီ processor နဲ့အဲ့ဒီ gate ကိုလှမ်းဖွင့်တဲ့ပုံစံလေးပြမှာပါညဒါ processor ဟုတ်ပြီနော်အဲ့တော့အဲ့ကောင် processor ဆိုတော့အဲ့ processor ကနေပြီးတော့ဒီမှာ IC ဘယ်လောက်လဲ30နော် IC 30ရတယ်ဒီမှာကြည့်သူကစုံထည့်လာတယ်ဒီမှာနော်ဒီမှာ IC 30ကိုကြည့်အောင် IC နံပါတ်30ဒီမှာလေ IC 30တွေ့လားဟုတ်ပြီနော်ဒါ IC 30လေးဟုတ်ပြီနော်ဒီမှာ IC 30နံပါတ်တွေ့လား IC 30လေးတာအဲ့ဒီကောင်ကဒါ twin state buffer လေးနော် तू က processor ကနေပြီးတော့အဲ့ IC ကိုအဲ့ twin state buffer တွေကိုဖြတ်ပြီးဘယ်ကိုရောက်အောင်လဲဒီထဲဝင်အောင်ဒီ3ခုတွေ့လားဟုတ်တယ်နော်အဲ့3ခုကဒီထဲပေါ့ဟုတ်တယ်နော်ဟုတ်ပြီနော်ဟိုအဲ့ဒါကဒါဒီဟာကိုလေးလာခြင်းလဲဆိုရင်တော့ကျွန်တော်ပေးလိုက်တဲ့စာရုပ်ကဒါအများကြီးသုံးတယ်ဒီစာရုပ်ကိုတုံးလို့ရအောင်ကျွန်တော်ရှင်းပြပေးလိုက်တယ်နော်ဘယ်ပိုင်းတွေပါတယ်ဘယ်ကျွန်တော်ပြောတဲ့ဘိုင်းတွေဒါအရေးကြီးတဲ့ဘိုင်းတွေနော်ကြည့်လို့ရတယ်အဲ့ဘိုင်းတွေဟုတ်ပြီနော်ဟုတ်ပြီဒါတော့ပြီးသွားပါပြီဒါကျွန်တော်အပြင်မှာလုပ်တဲ့အလုပ်လေးတွေပြတယ်နော်ကြည့်အောင်ဒါပြင်ဟုတ်ကဲ့ပြန်အော်တော့ပါရတယ်ဆက်တော့ကျွန်တော်ပြီးတော့မယ်ဟုတ်ပြီနော်ကြည့်အောင်ဒါကျွန်တော်ဒါ provoke ကားရဲ့တိုင်ခွက်လေ provoke ကားရဲ့တိုင်ခွက်သူ့တိုင်ခွက်ထဲမှာပါတဲ့ဟာတွေဒါနော်မီးတွေတွေ့တာတော့ကြီးဒါကျွန်တော်တိုင်ခွက်မှာဒီမီးတွေတွေ့တယ်မလား airbag တို့တကားဖွင့်တဲ့မီးတို့ပါတော့ဟုတ်တယ်နော်audio တို့ဒီမှာဆိုရှင်ဒီမှာဒါ charging မီးတို့ချက်မီးတို့ engine wire မီးတို့ heat မီးတို့တွေ့လားသူတိုင်ခွက်ကြီးတစ်ခုလုံးမှာသူ processor IC ပါတယ် EEPROM IC ပါတယ်ဟုတ်ပြီနော်ဟုတ်နော်အဲ့ဒါ provoke ဒီကောင်ကဒါ Nissan ဟိုကောင်းကန်းနေရဘူးဒါ ECU တွေမပါသေးဘူးနော် ECU တွေတက် ECU တစ်ခုလုံးပုံဆွဲထားတာဆွဲပြီးအဲ့ဒါတွေကို detail ကျွန်တော်ပြောတယ်ဒီမှာဆိုဒါအပြင်မှာမြင်နေတဲ့ relay ကဘယ်နှလုံး9လုံးလောက်ရှိဟိုထဲမှာခဲဆော်တဲ့ relay ဘယ်နှလုံးရှိ10လုံးဒီကအရင်ချုပ်တယ်ဟွာနေပါလေတော့အဲ့လိုလုပ်တာအဲ့ဒါကကျွန်တော်ရဲ့ကားပိုင်းပေါ့နော်ကားပိုင်းတွေလုပ်တာဒါတွေကတော့အရင်တော့ပြင်တော့လုပ်ခဲ့တဲ့ဟာလေးတွေပြတော်လေဒါဆိုတာဒီ inverter ဟို2010တော့ဆွဲလာတာတလုံးလုံးလေပြင်လိုက်တယ်ဒီမှာသူ့အပိုင်းတွေပြန်ချခြင်းဖူးကတော့ပိုင်းပါတယ် overload ပိုင်းပါတယ်သူ့ပိုင်းနဲ့သူအများကြီးပဲတွေ့လားနော်ဒါ phonics inverter ဒါဒီမှာဒါ2ဟုတ်တယ်နော်2 inverter ဒါတွေကဒီအောင်ဒီကတော့ဥပ္ပဒေ UPD လေ inverter လေနော်တလုံးလုံးဟုတ်တယ်နော်ဥပ္ပဒေဒါဆိုတော့ electronic ရင်းမြစ်ဆက်ဟုတ်တယ်နော်ဒါကျွန်တော်လုပ်ခဲ့တဲ့ဘိုင်းလေဒါရင်ကတဲ့တော့ထားတဲ့ကုန်းပြာလေးဟုတ်တယ်နော်ဒီရင်းမြစ်ဆက်တွေပဲကြည့်ဒါကပါရေဝေးဆက်ကတ်မပါပဲအေးတဲ့စနစ်လေးစိတ်ဝင်စားလို့သူကအဲ့ဒါကြီးဆွဲထားတာဒါလေးလားအာယူလိုက်ရတယ်ပါနေလာကြည့်နေခင်ဗျရတယ်ယူတာဟုတ်ပြီနော်ဒါတူတိုင်းတာလေးတော့ဒီဒါဆိုတော့ file လား stem file လားနော်ဒီနေ့ဝေး file လား 3V motor လေးနဲ့ magnet container လေးတွေမှာတာဝဲ overload relay တွေပါတယ်တွေ့လားကိုရီးယားလာတဲ့ကောင်ဒီ model ကားမမှာကျွန်တော်လုပ်ခဲ့တယ်လုတ်တော့အဲ့ဒါကျွန်တော်ရအောင်ဆွဲလာတာအဲ့ file လားယူ
နော်ရအောင်ဆွဲခဲ့ရတယ်ဒါကအဲ့ပညာကိုရအောင်ရအောင်လို့ကိုကပြင်တဲ့ခါကျရင်တင်လို့ရတယ်အဲ့တော့ကိုပိုင်အဲ့ခွဲလာတွေပါရောဒီမှာနောက်ပိုင်းကိုဒီမှာပြန်ဆင်လာတော့လောက်တာပေါ့နော်flow လက်လိုလေးတွေနေဟုတ်တယ်နော်ဒါဟိုတယ်နော်ဟိုဒါလေးတော့ကျွန်တော်လုပ်တယ်ဟုတ်ရတယ်ကျွန်တော်နောက်ရှင်းပြပေးမယ်လေဒါအင်ဂျင်နာဆေးတဲ့ဆက်တဲ့ကောင်ဆပ်လိုင်းလေးတွေဝုကျွတ်တာဆွတ်ချင်းမှုတွေတွေ့လားမြင်တယ်နော်အများကြီးနော်ဒီမှာလေးဒါပြင်တာ transformerless inverter ဝတ်တထောင်နော်သေးလေးဟိုဝတ်တထောင်နိုင်တဲ့ကောခင်ဗျာပြရလေးတယ်အားရရကြိုက်ကြာပြီဒီရောဆွဲတယ်နှစ်အစိတ်ကြော်ရဟာတယ်ကျွန်တော်ဆွဲခဲ့တဲ့ခါတယ်အခုအိုက်ကြခဲ့လောင်းကိုဟာတယ်တော့နေရလေးဟုတ်ကျွန်တော်ကခံစားချက်ရှိလို့မြန်မာနိုင်ငံမှာဘယ်မှရှာလို့မရဘူးကျွန်တော် drawing လုပ်ထားတယ်ဒါမှကိုပြန်လေ့လာရရတယ်အချိန်ချင်းဖမ်းမယ်ဒါလိုပြန်ကြည့်နေကိုသိလာတာတစ်ပြေးပြေးနဲ့ဘယ်လိုလုပ်တယ်ဆိုတော့မပါဘူးတော့ဒီကနေတွက်ပြီးတော့ရောထောင်တန်းသုံးတယ် LED လေးလုံးနဲ့ဟုတ်ဒီ diode ကဒီ design တွေ့လားစိတ်ဝင်စားလို့ဆွဲထားပြီလေ height diode လေး AHB080B60 ဆိုအဲ့ကောင်ဒီ diode အဲ့ဒါနော်ကဲ okay ပါ